ဒီဝိပဿနာလုပ်တဲ့အခါမှာတခုတည်းမှတ်လို့မရဘူးသူကစိတ်အခြေအနေပေါ်မှာကြည့်ပြီးမူတည်ပြင်ပေးရတယ်စွမ်းအားတွေကိုညှိပေးရတယ်ပြန်ပြီးတော့ဝိပဿနာဆိုတာညံထက်အောင်လုပ်တာလေတမာတိကျင့်စဉ်ကြတော့သူကအာယုန်တစ်ခုတည်းကိုငြိမ်အောင်လုပ်နေတာထွက်လေဝင်လေဆိုထွက်လေဝင်လေတစ်ခုတည်းကျန်တာဘာမှမစင်စားဘူးဆိုတာမျိုးလုပ်တယ်အဲ့ဒါကတမာတိအတွက်လုပ်တာဝိပဿနာကြတော့အဲ့လိုမဟုတ်ထိမ့်ညှိပေးရတယ်အားလုံးဒါမို့တတိဟာအရေးကြီးတယ်ပေါ့ဝိပဿနာကြတော့ထိမ့်ညှိပေးတယ်အဲ့ဒါလို့ထိမ့်ညှိပြီးတော့စိတ်ဆွမ်းအားတွေပြန်ညှိပေးမှဉာဏ်ရည်ဉာဏ်သွေးဆိုတက်လာဉာဏ်ရည်ဉာဏ်သွေးတက်မှသဘာဝတရားကိုအမှတ်မြင်တာကိုအဲ့တော့စိတ်ဓာတ်ကြလို့ရှိရင်ဓမ္မဝိဆရာဝိရိယပီတိနဲ့စိတ်ဓာတ်ကြတယ်ဆိုတာအခုခေတ်လူတွေလို့ depression ဖြစ်တာမဟုတ်ဘူးအဲ့ဒါပြောတာမဟုတ်ဘူးကားထုတ်မရလို့ depression ဖြစ်တာတော့ကားပွဲစားလိန်သွားလို့ depression ဖြစ်တာဒါမျိုးတွေမပါဘူးနော်တရားအထုတ်ရင်ဖြစ်တာလေးကိုပြောတာနော်တရားအထုတ်နေတဲ့အချိန်မှာစိတ်ဟာဒီရက်ချင်လာတယ်စိတ်တွေဆုံးနေလာစိတ်မဝင်စားတော့ဘူးဆိုရင်ဝင်စားအောင်လုပ်ပြီဒီလိုပြောတာနော်အသိဉာဏ်တွေတိုးတက်လာအောင်ဝင်စားအောင်လုပ်ပြီစိတ်ဝင်စားအောင်လုပ်ပြီတာသူဌိနမိတ်တာဝင်လာလို့ရှိရင်စိတ်ကဆုံးနေသွားတာဥဒိစ္စဝင်လာရင်စိတ်ကလွင့်ပြောတာထိန်းလို့မရဟိုတွေးဒီတွေးတွေဖြစ်လာအဲ့ဒါနှစ်ခုဖမ်းပြီးတော့ထိန်းညှိပေးတာဘယ်သူကညှိပေးတာတုံးဆိုတတိယညှိပေးတာတတိတံဘောဇဉ်နဲ့ညှိပေးရပဋိဉ္ဆရာရဲ့ဤစနစ်ကိုမြတ်စွာဘုရားကဥပမာပေးပြီးတော့ဟောတာလေရွှေကိုအညစ်အကြေးထုတ်တဲ့အခါမှာမီးနဲ့ကြီးပဲဖုတ်နေလို့မရဘူးမီးဖုတ်တဲ့အခါဖုတ်တယ်အေးခံတဲ့အခါခံရမယ်ကျွေတဲ့အညစ်အကြေးတွေထွက်တော်လုပ်တဲ့ဤစနစ်တွေကိုပြောတာနော်အဲ့ဒါလိုပဲလူရဲ့စိတ်ဓာတ်ထဲကအညစ်အကြေးတွေကိုထုတ်တဲ့အခါမှာတခါတခါမြင့်ပေးရတယ်တခါတခါနှိပ်ပေးရတယ်ထုတ်တဲ့အခါမှာတခါတခါမြင့်ပေးရတယ်တခါတခါနှိပ်ပေးရတယ်စိတ်ဓာတ်ကတခါလေးသိတက်ကြွလို့ရှိရင်သူကချင်းချောက်ပေးရတာတောင်ရှိတယ်လေတချို့ကြလို့ရှိရင်ဒီပြင်းတဲ့စိတ်တွေတအားဝင်လာပြီးတော့ဆိုရင်ချင်းချောက်ပေးရတာရှိတယ်မင်းသေးငရဲကြလိုက်မယ်ဆိုပြီးတော့ချင်းချောက်ပေးတဲ့အခါလူကပြန်လန့်လာပြီးတော့စိတ်တွေပြန်တက်လာချင်းချောက်ပေးတာရှိတယ်မင်းမသေးခင်လုံးဝမှသေးသွားရင်မင်းဘာမှမလုပ်နိုင်ဘူးဆိုချင်းချောက်ပေးလိုက်တာအဲ့ဒါမျိုးတွေကိုဆွတ်လို့တာနော်ကိုယ်စိတ်လေးကို balance ဖြစ်အောင်လုပ်တဲ့သဘော